ခန်း PU High Gloss Stock ကို3109မြင်းဆောင် A ဖြော်ဆက်ဖို့ပြသမှာဖြစ်ပါတယ်။ဆေးဘူးကိုတန်ရှင်းရေးပြုလုပ်ရပါမယ်။ဆေးဘူးကိုဖွင့်ပြီးဆေးကိုအထက်အောင်နှံ့ဆက်အောင်မှွေပေးရပါမယ်။ဆေးဖြော်ဆက်မဲ့ခွက်ထဲကိုထည့်ပါမယ်။3109မြင်းဆောင်ပြီးဟတနာကိုဆေး100မှာ100ထည့်ပြီးအသုံးပြုရပါမယ်။ဆေးနဲ့ဟတနာကိုရောဆက်ပြီးနှံ့ဆက်အောင်မှွေပေးရပါမယ်။နှံ့ဆက်အောင်မှွေပြီးရင်သူနဲ့ရောဆက်မဲ့တင်တာ3601ကိုဆေး100မှာ50ထည့်ပေးရပါမယ်။တင်တာရောဆက်ပြီးနှံ့ဆက်အောင်မှွေပေးရပါမယ်။